ကိုယ့်ရဲ့ Facebook အကောင့်ရဲ့ profile ကိုတခြားသူတွေစိတ်နဲ့ဆုံးရှုံးရလို့မရအောင်ပိတ်ထားတဲ့နည်းလမ်းလေးကိုပြပြပေးပါမယ်ဒီလိုမျိုးလုပ်တာမယ်ဆိုရင်ကိုယ့်ရဲ့အကောင့်ကပို့ပြီးလုံခြုံစိတ်ချစွာနဲ့သုံးလို့ရမှာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါဒါမှတာလီမိတ်ဆွေတို့ကိုလည်းနားလည်မှာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးတဲ့လူလည်း subscribe လေးနှိပ်ပြီး like share လေးပြီးကူညီပေးကြဖို့တောင်းဆိုချင်ပါတယ်မိတ်ဆွေတို့သိချင်တဲ့အကြောင်းအရာရှိရင်လည်း comment လေးထဲမှာမေးခဲ့လို့ရပါခင်ဗျာအရင်ဆုံးမိတ်ဆွေတို့ရဲ့ဖုန်းထဲမှာဒီ application လေးကို download ဖို့လိုပါတယ်ခင်ဗျာဒီ application လေးကို download ပြီးပြီဆိုရင်ဒီထဲကိုဝင်လိုက်ပါဒီထဲကိုရောက်ပြီဆိုရင်အောက်က browser ဆိုတဲ့အထဲကိုဝင်လိုက်ပါခင်ဗျဒီနေရာမှာကိုယ့်ရဲ့ Facebook အကောင့်ကို login ဝင်ပေးလိုက်ပါအခုလိုမျိုးလေးပေါ်လာရင် save ဆိုတာလို့နှိပ်လိုက်ပါဒီလိုမျိုးလေးအထက်မှာကိုယ့်ရဲ့ Facebook အကောင့်နာမည်လေးပေါ်လာရင်ကျွန်တော်တို့က login ဝင်ပြီးသွားပါခင်ဗျအဲ့ဒါဆိုရင်အပေါ်လေးကိုနည်းနည်းဆွဲတင်လိုက်ပါအပေါ်လေးကိုဆွဲတင်ပြီးသွားရင် after cut ဆိုတာရှိပါတယ်အထက်ကိုဝင်လိုက်ပါဒီနေရာရောက်ပြီဆိုလို့ရှိရင်အောက်ကအပြည့်အောင်စာတန်းလေးကိုနှိပ်လိုက်ပါအခုလိုမျိုးလေးပေါ်လာရင်တော့အောက်က finish ဆိုတဲ့စာတန်းလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့ရသွားပါပြီခင်ဗျကျွန်တော်တို့ရဲ့အကောင့်လေးတော့တစ်ချက်ပြန်ဝင်ကြည့်ပါမယ်ခင်ဗျကိုယ့်ရဲ့အကောင့်မှာအခုလိုမျိုးလေးပေါ်လာရင်ရသွားပါပြီခင်ဗျဒါဆိုရင်ကိုယ့်ရဲ့အကောင့်ကိုတခြားသူတွေစိတ်နဲ့ဆက်ဝင်ရှော့ရိုက်လို့မရတော့ပါဘူးခင်ဗျအဲ့ဒါလေးကိုပြန်ဖြုတ်မယ်ဆိုရင်ဆွမ်းနာကျွန်တော်တို့ဝင်ခဲ့တဲ့ application တွေကိုပြန်ဝင်လိုက်ပါခင်ဗျဆွမ်းနာကကျွန်တော်တို့ဝင်ခဲ့တဲ့ after cut ဆိုတာလေးကိုပြန်နှိပ်လိုက်ပါဒီနေရာရောက်ပြီဆိုရင်အောက်ကစာတန်းလေးကိုနှိပ်လိုက်ပါဒါဆိုတော့ဖြုတ်ပြီးသွားပါခင်ဗျကျွန်တော်တို့ရဲ့အကောင့်လေးတော့ပြန်ဝင်ကြည့်ပါမယ်ခင်ဗျကျွန်တော်တို့ရဲ့အကောင့်လေးတော့ပြန်ဝင်ပြီးသွားရင်ဒီလိုမျိုးလေးမပေါ်တော့ပါဘူးခင်ဗျကိုယ့်ရဲ့အကောင့်ကိုတခြားသူတွေစိတ်နဲ့ဆက်ဝင်ရှော့ရိုက်လို့မရအောင်ပိတ်တဲ့နည်းနဲ့ပြန်ဖွင့်တဲ့နည်းလေးကိုပြပြပေးတာပါအားလုံးအဆင်ပြေကြပါစေခင်ဗျ